ဒီဘက်တော့မျိုးမွေးကနာနေတင်လိုက်ပါဗျာကြိုက်ဆုံးကတော့3ည5နှစ်ပေါ့ဗျာ12ချိန်တွင်းတော့ထင်တာပဲလာမဲ့တရက်9လပိုင်းမှာတော့လူခွာတွေကြိုက်ကြတယ်ပေါ့ဗျာအဲ့လိုဆိုရင်လူခွာထဲမှာဆိုရင်နှစ်3ညတော့3ညနှစ်တော့အကနာလေးတွေပူကြိုက်တယ်ဗျပတိနဲ့ဆိုရင်တော့3ညနှစ်ကိုတော့ပူကြိုက်တယ်ပေါ့ဗျာမွေးကနာလေးတွေက12ချိန်ဆိုပြီးမဲ့ကြော်ရင်လည်းကြော်သွားနိုင်တယ်လေအဲ့တော့ခင်ဗျားတို့ကီလေးပါလေးရှိရင်လည်းတွဲပြီးကပ်ပြီးထိုးကြပါဗျာမင်္ဂတော့3ည5နှစ်ကိုခွေထားတော့ပေါ့ဗျာဒီနေ့မှာတော့3ည5နှစ်အခွေကိုဘူးခွာပါနဲ့ပေါက်နေတယ်ပေါ့ဗျာအားလုံးကျေးဇူးတင်